အားလုံးပဲမင်္ဂလာပါမြန်မာ Oliver Musical ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့သင်ခန်းစာအနေနဲ့ Trinity ရဲ့ Grade 1ဖြစ်ပါတယ် so Grade 8ရှိပါတယ် so Grade 1ကနေစပြီးတော့သင်ခန်းစာတွေကြည့်ကြည့်ရအောင် reaction တွေနဲ့ဒီမှာဖြစ်ပါတယ် okay so သူ့ရဲ့ style က rock and pop ဖြစ်ပါတယ်ဒီသင်ခန်းစာကအရင်ကောင်းပါတယ်ဒီသင်ခန်းစာကိုတီးတဲ့အခါမှာဂီတာတီးတဲ့အခါတက်တက်ရရဲ့သူကအဓိက point ထားပြီးတော့တက်ရက်မှုကိုလူလာတဲ့သင်ခန်းစာဖြစ်ပါတယ် okay let's go တီးကြည့်အောင် Trinity ပထမဆုံးရဲ့တွေ့ရမယ့်စာမျက်နှာကကြတော့ Mr. Tambourine Man ဆိုပြီးတော့တွေ့ရမှာဖြစ်တယ်ဆိုဒီနေရာမှာကကြတော့တီးရမယ့် position ကကြတော့အရင်ဆုံးနှုတ်ကိုကြီးရမယ်စစ်ဆေးရမယ်ပြီးရတယ်ဒီမှာကကြတော့ shape နှလုံးလေးတွေ့ရမှာဖြစ်တယ်အဲ့ဒီ shape နှလုံးလေးကကြတော့ဒီ family လို့ခေါ်တာဖြစ်တယ်နော်ဆိုဒါက note ရဲ့တင်ရတာအနေနဲ့နားလည်လွယ်အောင်ရှင်းပြတာဖြစ်တယ်နောက်တစ်ခုကကြတော့ဒီမှာတွေ့ရမယ် stop note ပြီးရတယ် tap note နော် tap ကြည့်တဲ့နီလန်းလည်းရှေ့ဗီဒီယိုတွေမှာလည်းရှင်းပြထားတာတွေ့ရမယ်ဒီနေရာမှာ chord တကယ်လို့ဒီ key တွေမရေးလာဘူးဆိုရင်ဒီ tab note မှာ number လေးရေးထားတာတွေ့ရတယ်အဲ့ဒီ number လေးကိုလိုက်ဖိကြည့်ပြီးတော့ဒီရမှာပဲဥပမာဆိုရင်ဒီ key ဆိုတော့နားလည်ပြီးသားဖြစ်ပေမဲ့တေးစိတ်သူ့ကိုရှင်းပြရမယ်ဆိုရင်နှစ်ဒီကျိုးရဲ့ဒီကိုလက်ကလေးနဲ့ပြရမယ်ပြရမယ်သုံးကျိုးရဲ့နှစ်ကွက်ဆိုရင်လက်ကျိုးနဲ့ပြမယ်နှစ်ကျိုးရဲ့သုံးကွက်မှာဆိုရင်လက်ကျိုးနဲ့ပြရမယ်နော်ဆိုအဲ့ဒါကြီးဒီကဂီတာရဲ့ဒီ flat bar လေးကိုပြောတာဖြစ်တယ်အဲ့ဒါတွေအားလုံးကတော့22ကွက်ရှိတာပေါ့နော်ဆိုအဲ့ဒီမှာကကြတော့အဲ့ဒီအကွက်လေးရဲ့ number ကိုပြောချင်တာဖြစ်ပါတယ်ဆိုနားလည်မယ်တင်တယ်အဲ့ဒါက tab note ဖြစ်ပါတယ်ဒါပေမဲ့ tab note မှာကတခုအားနည်းချက်က C ချက်ပါမလားပေါ့နော် C ချက်ကသူကမသိနိုင်ဘူးဒီဒါမဲ့တစ်ချက်ပဲတီးလိုက်ရလားဒီလိုမျိုးလဲကျွန်တော်တို့တန်တရားစိတ်တွေရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒါကိုတန်တရားစိတ်မရှိအောင်ကျွန်တော်တို့ကဒီ note ကိုလာကြည့်ရမှာဖြစ်တယ်ဒီ note ကအဓိကပြီးတော့ main point ဖြစ်တယ်ပေါ့နော်ဆိုတော့ဂီတာရဲ့စာဖြစ်တဲ့အတွက်ကြောင့်သူကတေချတယ်ဘယ်လောက်တီးရမလဲဆိုတော့အတိုင်းတာလဲသူ့မှာလဲပါပြီးသားဖြစ်တယ်နော်ပြီးနောက်တစ်ခုကမရှင်းသေးတာကဒီနေရာမှာ4 time ဖြစ်တယ်နော်4 time ဖြစ်တဲ့အတွက်ကြောင့်စီချက်၄ချက်ရှိတယ်တပါးမှာပေါ့နော်ဆိုတော့အဲ့ဒါကိုဆိုလိုရေးလဲဖြစ်တယ်အဲ့ဒီမှာကကြတော့အဓိကကြတော့ tab note တွေမှာ tab note နားလည်တဲ့လူအတွက် note ကအားနည်းတဲ့လူအတွက်တေချာလေးရှင်းပြတာဖြစ်တယ်ဆိုအဲ့ဒီမှာစီချက်အဓိကစီချက်က stop note ကစီချက်ဖြစ်တာပေါ့နော်အဲ့ဒီ stop note ကိုကျွန်တော်တို့ကစီချက်၄ချက်ဆိုတော့လက်ခုပ်နဲ့တီးရမှာဆိုတော့1 2 3 4ဒီပုံစံလာပါပေါ့နော်ပြီးနောက်2မေရှာမှာဒီ2မေရှာမှာလည်းတူတူပဲအဲ့တိုင်းပဲရှေ့က stop note နဲ့တူတူပဲပေါ့နော်ပြီးရတယ်ဒီကတော့မတူတော့ဘူး A774 ဆိုပြီးတော့တွေ့ရမှာဖြစ်တယ်အဲ့ဒီမှာကကြတော့ A ဆိုဒီမှာကတော့နှစ်ကျိုးရဲ့သုံးကွက်မှာလက်ကျယ်နဲ့ဖိလိုက်မယ်ပြီးရတယ်လေးကျိုးရဲ့နှစ်ကွက်မှာဖိလိုက်ပြီနော်အဲ့ဒါဒီချလိုက်ဒီချလိုက်လို့ဆိုရင် A774 ဆိုတာရမှာဖြစ်တယ်ဒီနံပါတ်တိုင်းပဲကြည့်ပြီးတော့ဒီလာရင်အစစ်ပြီးပါတယ်နားလည်မယ်ထင်ပါတယ်ဆိုနောက်တစ်ခုကကြတော့ဒီမှာပေါ့နော်dotted half note လို့လည်းခေါ်ပါတယ်ဒီမှာက C ချက်3ချက်သာသူပိုင်တယ်အတန်ဒီရဲ့အမှာမဟုတ်ဘူး C ချက်3ချက်ဆိုတော့ပေါ်မှာက quarter note ဖြစ်တဲ့ကြောင့်အဲ့ဒါကတစ်ချက်ပြန်တီးပေးရမှာပေါ့နော်4မှာရောက်ပြီဆိုရင်တစ်ချက်ပြန်တီးပေးရမှာဖြစ်တယ်ဆိုတော့နောက်တစ်ခုကလည်းအရှိကဒီဟာနဲ့ပြောတာနဲ့အတူတူပဲဆိုတော့မရှိပြတော့ဘူးနောက်5 measure ကိုဆက်သွားရအောင်5 measure မှာကြတော့သူကကြတော့ဒီမှာသူ့ရဲ့ design ကပြောင်းသွားတယ်ဒီမှာကကြတော့လက်ခတ်ပြောင်းသွားတယ်ပေါ့နော် design ဆိုတာကလက်ခတ်ကိုပြောတာဖြစ်တယ်အဲဒီလက်ခတ်ပြောင်းသွားတယ်quarter note နဲ့8 note နဲ့နောက်တစ်ခုကကြတော့ထူးခြားတာတစ်ခုကပါလာတဲ့ခါကျတော့ဒီမှာအခုံးလေးရခုံးမွေးလို့ပေါ့နော် slar လို့လည်းခေါ်ပါတယ်ဒါ
များသောအားဖြင့် slide လို့လည်းခေါ်ကြတယ်အဓိကသူ့ရဲ့ point ကတော့ slide ပေါ့နော် slide ဖြစ်ပါတယ်ဒီနေရာမှာကကြတော့ n မှာတီးမယ်ဒီမှာ 3 မှာမတီးဘူးပေါ့နော်ဆိုတော့ဒါလည်းလက်ကုပ်နဲ့ပြောပြတော့1 2 and 3 and 4အဲ့ဒါပေါ့နော်ဆိုအဲ့ဒီရှာတွေအားလုံးအဲ့တိုင်းလာတာဖြစ်တယ်ဆို okay ဒီနောက်ထပ်လက်ခက်ကလည်းသူကမြင်မှုထပ်ပြောင်းတယ်ဒီရဲ့Trinity ရဲ့သင်ခန်းစာကတော့တီးရတာအရင်တက်ရက်တယ်တရရှိတယ်ဒီကအရေးကြီးတဲ့သူ့ရဲ့အာသာချက်ပေါ့နော်တရဲ့ပြီးချင်တဲ့လူတွေအတွက်အရင်အရေးကြီးတယ်တင်ယူလည်းဖြစ်တာပေါ့နော်နားလည်ပြီထင်တယ် so okay good ဆက်သွားမယ်ဒီမှာကပြောပြချင်တဲ့ဟာကကြတော့ဒီမှာနောက်တစ်ခုသူ့ရဲ့လက်ခတ်ပြောင်းသွားတဲ့ဟာလေးတွေပေါ့နော်အဲ့ဒါလေးလည်းအသေးစိတ်ရှင်းပြမယ်ဒီမှာဒီနေရာမှာလက်ခတ်ပြန်ပြောင်းသွားပြန်တယ်ဒီနေရာမှာကြတော့ G key ကို dotted quarter ဆိုတော့တစ်ချက်ခွဲပိုင်တော့เนาะတစ်ချက်ခွဲနေပြီးတော့ဒီမှာက slide လည်းပြန်ပါလာတယ်ဒါမှဒီနေရာမှာကတီးရမယ့်ပုံစံကကြတော့လက်ကုပ်နဲ့ပဲရေးပြမယ်1 2 and 3 4ဒီပုံစံပေါ့เนาะပြီးရင် A key မှာလည်းသူပြောင်းသွားတယ်1 2 and 3 4အဲ့ဒါလေးပေါ့เนาะအားလုံးကဒီပုံစံပဲလက်ကက reader မှာအဲ့ပုံစံအားလုံးလာမှာဖြစ်တယ်အဲ့ဒါလေးထူးခြားတာပေါ့နော်ထူးခြားချက်လေးလက်ကလေးတော့ပြောင်းသွားတယ်ပုံတီမတီးသွားဘူးပေါ့နော်အဲ့ဒါလေးကိုသတိထားရမှာဖြစ်တယ်နှုတ်ကယူကြည့်တာပေါ့နော်အဲ့ကြောင့်ဒီနှုတ်လေးကိုရှင်းပြရတဲ့ဒီဟာလေးကို reaction နေနဲ့ကြည့်ကြရအောင် oh come on let's go okay